သားသမီးတွေပြန်လာကိုစောင့်ရင်လည်းမကျွတ်မလို့ဖြစ်နေတဲ့ရောမျိုးကအဖွားကိုတည်ရဲ့အကြောင်းပြောပြမယ်။နှွေရသည့်အကြောင်းပိတ်ရမိ၍အကြာကြီးပြတ်တဲ့အချိန်မိသက်ရှိရဲ့အိမ်မှာသွားပြီးတော့ဖုန်းအားသွင်းရတယ်။အဲ့ဒီအိမ်ကိုရောက်ဖို့ကလမ်းကြားတစ်ခုတွေကတရေချောက်ပါတယ်ဆိုတဲ့အိမ်ကိုဖြတ်ရတာ။အပြင်ကကြည့်ရင်အိမ်တစ်ခုလုံးကဟောင်းနှွမ်းပြီးတော့နှွဲပင်နေတက်နေပြီ။အဖွားရဲ့ယောက်ျားကလည်းဆုံးလာကြပြီ။သားသမီးတွေကလည်းရုံးဝင်နေတယ်။နောက်ပိုင်းကျတော့သားသမီးတွေအကုန်လုံးရုံးလောက်ကနေထွက်ပြီးတော့ရန်ကုန်တက်သွားကြတယ်။အဲ့ချိန်ထဲကနေစပြီးတော့အိမ်မှာအဖွားကတယောက်တည်းကြံခဲ့တော့တာပဲ။တေတော့လည်းအနားမှာတယောက်မှမရှိကြဘူး။သူ့သားသမီးတွေကိုတက်မြော်မြော်နဲ့ပဲတေသွားရှာတာ။အဲ့ဒီနေရာဖြစ်ချင်တော့မိတွေကလည်းအရန်ပြက်နေတာ။တယောက်တည်းဖုန်းအားသွင်းပြီးလို့ပြန်လာတဲ့ချိန်အဲ့ဒီအိမ်ရှိကနေလည်းဖြတ်ကောနောက်ကနေတယောက်ယောက်လိုက်လာတယ်လို့မျိုးခံစားနေရတယ်။နောက်ကလည်းလှည့်မကြည့်ရဘူး။အဲ့လိုနဲ့ဖုန်းမီလေးထုံးရင်းနဲ့ရှေ့ကို3-4လမ်းလောက်ပဲရှောက်သွားသေးတယ်။နောက်ကနေခြေသလုံးလှမ်းဆွဲထားတာ။အဲ့ဒါနဲ့အောက်ကလည်းငိုးကြည့်လိုက်ရောသပင်လေးကကျိုးကျဲတယ်။သွားရီကလည်းအမဲကြီး။သားကြီးကလည်းဖြူဆုပ်ပြီးတော့တွန့်လိန်နေရပဲ။အဲ့ဒါနဲ့ရားရဲ့ဖျားစားရဲ့ယူလိုက်တော့မှပဲခြေထောက်ကိုလွတ်ပေးတာ။လွတ်လဲလွတ်လာတော့အိမ်ကိုတန်းနေအောင်ပြေးရတော့တာပဲ။အိမ်ရောက်တော့မှစိတ်ရရောကျသွားပြီးတော့ငိုပါငိုလိုက်ရသေးတယ်။အဲ့လိုမျိုးလဲတခါမှမကြုံဘူးတော့အရန်ကြောက်ခဲ့တာလို့ပေးပို့လာပါတယ်ရှင်။ဒီကြောက်ရလေးကိုမျှဝေတင်ဆက်ဖွင့်ပေးတဲ့အကောင့်ပိုင်ရှင်တွေကိုကျေးဇူးများတင်ပါတယ်ရှင်။ဗီဒီယိုလေးတွေကို TikTok အပြင် YouTube နဲ့ Telegram မှာလည်းကြည့်ရှုနိုင်ပါတယ်။ Telegram Channel လင့်ကို bio မှာချပေးထားသလို YouTube Channel လင့်ကိုတော့ Telegram မှာပင်ထောက်ပေးထားတဲ့လျက်နေတစင်းဝင်ရောက်ပြီးတော့အားပေးကြည့်ရှုနိုင်ပါတယ်ရှင်။